ရားသခင်ရဲ့မျက်မှောက်တော်ဆိုတာကဘုရားသခင်ရဲ့အတူပါရှိခြင်းဖြစ်ပါတယ်မိတ်ဆွေဒါကြောင့်မလို့ကျွန်တော်တို့ယုံကြည်သူတွေအသက်တာထဲမှာဘုရားရဲ့မျက်မှောက်တော်နဲ့ကျွန်တော်တို့ရှင်သန်မှုဘုရားရဲ့မျက်မှောက်တော်နဲ့အသက်ရှင်မှုအင်မတန်အရေးကြီးပါတယ်ဒါပေမဲ့သင်ဟာဘုရားရဲ့မျက်မှောက်တော်သင်ထဲမှာရှိနေရုံပဲသင်ဟာဘုရားရဲ့မျက်မှောက်တော်ထဲမှာရှိနေရုံပဲဒီအရာနဲ့ပဲမလုံလောက်ဘူးဖြစ်တယ်ဘုရားရဲ့မျက်မှောက်တော်ဟာသင်ဘဝထဲမှာသင်အသက်တာထဲမှာသင် life ထဲမှာ active ဖြစ်နေဖို့ရန်အတွက်အင်မတန်အရေးကြီးတာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကျွန်တော်တန်အေးပါ New Revelation Transforming Life အဲ့တော့ဒီနေ့မှာကျွန်တော်ဘာအကြောင်းအရာနဲ့ပတ်သက်ပြီးပြောပြခြင်းလဲဆိုလို့ရှိရင်ဖခင်သခင်ရဲ့ active presence ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြခြင်းလဲမိတ်ဆွေကျွန်တော်တို့ဘဝအသက်တာထဲမှာတော်တော်များများသောအချိန်တွေမှာကျွန်တော်တို့ဟာယုံကြည်သူတယောက်ဖြစ်သည့်အလျောက်ဖခင်သခင်မျက်မှောက်တော်ရှိနေလုံလောက်ပြီလို့ထင်တယ်မဟုတ်ဘူးညီကောင်မမတို့ဖခင်ရဲ့မျက်မှောက်တော်ထဲမှာပဲဖခင်သခင်ရှိနေလျက်နဲ့ပဲများစွာသောအဖြစ်အပျက်တွေဖြစ်သွားတယ်များစွာသောဆုံးရှုံးမှုတွေဖြစ်သွားတယ်ဒါပေမဲ့ဖခင်ရဲ့မျက်မှောက်တော်ထဲမှာရှိနေုံနဲ့မလုံလောက်ပဲဖခင်သခင်က active ဖြစ်နေဖို့လိုအပ်ပါတယ်ဥပမာပြောရရင်ကျွန်တော်တို့မိသားစုတွေမှာတော့၎င်းတငယ်ချင်းတွေအတိုင်းဝိုင်းထဲမှာတော့၎င်းအသင်းတော်တွေမှာတော့၎င်းကျွန်တော်တို့ active ဖြစ်တဲ့ပုံကိုအချို့တွေကျွန်တော်တို့မြင်ဘူးမှာပါသူရှိနေပြီဆိုလို့ရှိရင်အဲ့ဒီအဖွဲ့အစည်းအဲ့ဒီအသင်းအဖွဲ့ဟာအင်မတန်မှသူ့ကြောင့်ဝမ်းမြောက်ရတယ်သူ့ကြောင့်ပျော်ရွှင်ရတယ်သူဟာတအား active ဖြစ်တဲ့အလျောက်သူရှိရင်ရှိနေမှအရင်သိတာပါတယ်အကယ်၍အဲ့ဒီပုံကိုသားအဖွဲ့အစည်းထဲမှာမရှိဘူးဆိုလို့ရှိရင်ဒီအဖွဲ့အစည်းကနည်းနည်းလေးခြောက်ကပ်သွားမယ်သူ့ရဲ့မရှိခြင်းကသူ့ရဲ့ပါဝင်မှုသူ့ရဲ့လှုပ်ဆောင်မှုမရှိခြင်းကသိတာဖြစ်ပါတယ်ဒါပေမဲ့အဖွဲ့အစည်းတွေမှာတစ်ခါလေ silent သမားတွေရှိဒီလူဟာရှိလို့ရှိနေမှန်းတော့မသိရဘူးဒီအဖွဲ့ထဲမှာသူရှိနေလို့ရှိနေမှန်းမသိရဘူးဒီအိမ်မှာသူနေလို့နေမှန်းမသိရဘူးဒီမိသားစုထဲမှာသူရှိလို့ရှိနေမှန်းတော့မသိရတဲ့ silent တွေလည်းရှိပါတယ်ဒါဆိုရင်မိတ်ဆွေကျွန်တော်တို့ဘဝအသက်တာထဲမှာဖခင်သခင်ရဲ့မျက်မှောက်တော်ထဲမှာကျွန်တော်တို့ရှိခြင်းကအဲ့ဒီဖခင်သခင်ရဲ့မျက်မှောက်တော်ကကျွန်တော်တို့ဘဝထဲမှာ active ဖြစ်နေလားဒါမှမဟုတ် silent ဖြစ်နေလားကျွန်တော်တို့ဆင်ခြင်ဖို့ရန်အတွက်တိတ်အရေးကြီးတာဖြစ်ပါတယ်။တမန်ကျမ်းစာထဲမှာတရက်မှာယေရှုနဲ့လာဇရုတို့မိသားစုဟာအင်မတန်မှယဉ်ကျေးကြတာဖြစ်ပါတယ်။လာဇရုတို့မောင်နှမတွေကယေရှုနဲ့မောင်နှမတွေကဲ့သို့အရင်ယဉ်ကျေးပြီးချစ်ခင်ကြတဲ့မိသားစုဝင်မောင်နှမတွေဖြစ်သည့်အလျောက်တရက်မှာလာဇရုကြီးတည်သွားပါတယ်။ဒါပေမဲ့ယေရှုက God of Life မဟုတ်ဘူးလား။ तू ဟာအသက်ရှင်ခြင်းရဲ့ဘုရားမဟုတ်ဘူးလား။ပြီးရင် तू နဲ့အရင်ယဉ်နေတဲ့ तू နဲ့ခင်မင်နေတဲ့လာဇရုဘာကြောင့်တည်ရတာလဲ။မိတ်ဆွေလာဇရုကိုတည်စေတဲ့အရာကအနာရောဂါမဟုတ်ဘူးယေရှုရဲ့ active presence မရှိခြင်းဖြစ်ပါတယ်ဒီရက်မှာယာဣရုရဲ့သမီးဟာလည်းထို့အတူပဲတည်သွားပါတယ်ဒါပေမဲ့ယေရှုရဲ့ active မျက်မှောက်တော်ရှိခြင်းကတည်နေတဲ့အရာကိုပင်လေပြန်ပြီးအသက်ရှင်စေတာဖြစ်ပါတယ်ရှင်မာသက်ခရစ်ဝင်ခန်းကြီး26တရက်မှာယေရှုကဘု து အိမ်မှာရှိနေလဲဆိုရင်ဘေသနိရွာမှာရှိတဲ့ရှိမုန်ရဲ့အိမ်မှာရှိနေတယ်အဲ့ဒီရှိမုန်ကဘလို့လူလဲဆိုရင်သူကလူနူတယောက်ဖြစ်တယ်သူမှာနူနာဆွဲတဲ့ယောဂရှိတယ်ဒါပေမဲ့ယေရှုဟာဟီလာမဟုတ်ဘူးလားကျမ်းမာခြင်းရဲ့အရှင်မဟုတ်ဘူးလားယေရှုကသူ့အိမ်မှာရှိနေစဉ်မှာပဲရှိမုန်ဟာမကျမ်းမာသွားဘူးဖြစ်တယ်တရက်မှာယေရှုနဲ့တပည့်တော်တွေဟာတစ်ဖက်ကန်းကိုကူးကြအောင်ယေရှုခေါ်တဲ့အခါမှာတပည့်တော်တွေလိုက်သွားတယ်မုန်တိုင်းအကြီးကျယ်တိုက်တယ်မုန်တိုင်းရဲ့နှိပ်စက်ခြင်းကိုအင်မတန်ခံရတယ်ပြင်းစွာခံရလုံးလုံးတပည့်တော်တွေကအင်မတန်စိတ်ဆိုးပြီးယေရှုထံကိုတိုးဝင်တယ်ကိုတော်တဲ့ကျွန်ုပ်တို့ဆုံးရှုံးပြီးကျွန်ုပ်တို့ပျက်စီးတာကိုကိုတော်လစ်လူရှုသောစိတ်ရှိတာလားတဲ့ဘာကြောင့်လဲဆိုရင်ယေရှုကဘာလုပ်နေလဲဆိုရင်အဲ့ဒီမုန်တိုင်းထဲမှာယေရှုအိပ်နေတယ်ဒါကိုကြည့်ခြင်းအပြင်မိတ်ဆွေကျွန်တော်တို့ဘဝထဲမှာယေရှုရှိယုံနဲ့ဖခင်ရဲ့မျက်မှောက်တော်ထဲမှာငါတို့ရှိနေယုံနဲ့ငါတို့ကလုံခြုံသွားပြီငါတို့ပြဿနာတွေမရတော့ဘူးအခက်ခဲတွေမရောက်တော့ဘူးเนาะငါတို့ကကျမ်းမာခြင်းပဲရှိမယ်မကျမ်းမာခြင်းတွေငါတို့အသက်တာထဲမှာမရှိတော့ဘူးလို့မထင်လိုက်ပါနဲ့မိတ်ဆွေကျွန်တော်တို့ဟာယေရှုရှိနေလျက်နဲ့ရှိမုံဟာမကျမ်းမာသွားပါဘူးယေရှုရှိနေလျက်နဲ့တပည့်တော်ရဲ့လေဟာပြင်းစွာနှောက်ယှက်ခြင်းကိုခံရပါတယ်ဒါဆိုရင်မိတ်ဆွေကျွန်တော်ပြောပြချင်တယ်ကျွန်တော်တို့ဘဝအသက်တာထဲမှာဖခင်ရဲ့မျက်မှောက်တော်ရှိနေခြင်းနဲ့ပဲကျွန်တော်တို့မလုံလောက်တော့အဲ့ဒီမျက်မှောက်တော်ဟာကျွန်တော်တို့ဘဝထဲမှာကျွန်တော်တို့ရဲ့အသက်တာထဲမှာနေ့တိုင်းမှာ active ဖြစ်နေဖို့ရတဲ့ကျွန်တော်တို့လှုံ့ဆော်ပေးဖို့လိုအပ်ပါတယ်မိတ်ဆွေတင်းရဲ့ယေရှုဟာဒီနေ့မှာ silent ဖြစ်နေလားတင်းရဲ့ယေရှုဟာဒီနေ့မှာအိပ်ပျော်နေလားအဲ့ဒီအိပ်ပျော်နေတဲ့ယေရှုကိုကျွန်တော်တို့နှိုးဖို့လိုအပ်ပါတယ်ဒါနဲ့တပည့်တော်တွေကဘာလုပ်လဲယေရှုထံကိုတိုးချင်းကပ်တယ်သူတို့ဘာလုပ်လဲဆိုယေရှုထံမှာငိုကြွေးတယ်ယေရှုထံမှာတောင်းခံတယ်ကိုတော့ကျွန်တော်တို့လစ်လူရှုသောစိတ်ရှိသလားဒါနဲ့ယေရှုကဘာလုပ်လဲဆိုရင် तू နိုးလာတဲ့အခါမှာအဲ့ဒီမုန်တိုင်းဟာငင်းညုံမဲမဟုတ်ဘူးအလွန်တာရတယ်လို့တမန်ကျမ်းစာပြောထားတာဖြစ်တယ်မိတ်ဆွေဒီနေ့မှာတင်မုန်တိုင်းတွေအခက်ခဲတွေပျက်စီးခြင်းတွေဆုံးရှုံးခြင်းတွေနဲ့ရင်ဆိုင်နေရတယ်ဆိုရင်တင့်ထဲမှာရှိနေတဲ့ယေရှုကိုတင်နည်းနည်းလေးနှိုးဖို့လိုပြီးဖြစ်တယ်
ယေရှုက तू နိုးလာတဲ့အခါမှာမုန်တိုင်းငြိမ်းရုံပဲမဟုတ်ဘူးတာယာစေမှာဖြစ်တယ်တင်ဘဝတင်ရဲ့ခရီးကိုတာယာစေမဲ့ပုံကိုဟာယေရှုဖြစ်တယ်ဒါကြောင့်ဒီနေ့မှာယေရှုကို active ဖြစ်စေပါယေရှုကိုဘယ်လိုမျိုးကျွန်တော်တို့ active ဖြစ်စေလဲသူ့ကိုကျွန်တော်တို့ချီးမွမ်းခြင်းသူ့ကိုကျွန်တော်တို့ကိုးကွယ်ခြင်းသူနဲ့အဆက်မပြတ်စကားပြောခြင်းဒီအရာတွေဟာယေရှုကိုမငြင်းငွေ့စေဘူးဒီအရာတွေဟာယေရှုကိုမအိပ်ပျော်စေဘူးယေရှုကိုမငိုက်မြည်စေဘဲနဲ့ယေရှုကို active ဖြစ်စေတဲ့အရာတွေဖြစ်တယ်ယေရှုကိုသူ့ရဲ့မျက်မှောက်မှာ active ဖြစ်စေတဲ့အရာတွေဖြစ်တယ်ဒါကြောင့်မလို့မိတ်ဆွေဒီနေ့မှာတင်းရဲ့ရှုံနေတဲ့အလုပ်တွေကိုကျွန်တော်တို့ခဏလေးဘေးဖယ်ထားပြီးယေရှုကို active ဖြစ်အောင်လုပ်ပါသူ့ရဲ့မျက်မှောက်တော်ထဲမှာသူဟာကျွန်တော်တို့ဘဝထဲမှာ active ဖြစ်စွာနဲ့ပါဝင်ခွင့်ကိုကျွန်တော်တို့ပေးတော်သူတွေဖြစ်ပါစေအရောက်ချင်းစီတိုင်းပေါ်မှာဘုရားသခင်အထူးပဲကောင်းချီးပေးပါစေ